လာညချမ်းပါရှင်နမ်ခမ်ကကျေးရွာတွေမှာမြေရှားတူးဖို့စမ်းသပ်တာနဲ့ပတ်သက်လို့တဘာဝပတ်ဝန်းကျင်သမားတွေပြောတာကတရုတ်နိုင်ငံဖိအားလဲပါနိုင်တယ်သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ခွန်ပြိုးပေးမှုကြောင့်လဲပါတယ်ပေါ့နော်မြန်မာအာကာသစီမံကိန်းမှာသူတေသီထောက်ပြတာကဒီပြည်တော်ရှောင်းမှာရှိတဲ့နေရာမျိုးမှာရုရှားနဲ့ပူးပေါင်းထားတဲ့နိုင်ငံကအာကာသတွေကိုဝင်နေထွက်တဲ့ပစ္စည်းတွေကိုစောင့်ကြည့်လို့ရတဲ့ station ကိုပြီးဆောင်နိုင်မယ်ဆိုရင်ရုရှားအတွက်ပို့ချူရှိဒီသတင်းတွေနားဆင်ရဖို့ရှိပါတယ်ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကလက်ခံနိုင်ပွဲမရှိတဲ့ချင်းချောက်မှုတွေလုပ်နေပေမဲ့ယူကရိန်းကိုဆက်ပြီးထောက်ပံ့ကူညီသွားမယ်လို့ဗြိတိန်ဝန်ကြီးချုပ်သစ်အန်ဒီဘာနန်ကပြောပါတယ်ယူကရိန်းနိုင်ငံကိဗ်မြို့ကိုတွားရောက်စဉ်သူကအခုလိုပြောခဲ့တာပါယူကရိန်းလွတ်လပ်ရေးနေ့အခမ်းအနားမှာသူကမိန့်ခွန်းပြောကြားခဲ့ပြီးရုရှားဒုံးကျည်တွေကိုမပစ်လွှတ်မီကြိုတင်ဖျက်ဆီးနိုင်မဲ့နည်းပညာသစ်တွေတီထွင်ထုတ်လုပ်ရမှာယူကရိန်းကိုဗြိတိန်နဲ့မဟာမိတ်တွေကကူညီပေးသွားမယ်လို့သူကဆိုပါတယ်အထူးသဖြင့်ရုရှားနယ်မြေအတွင်းပိုင်းအထိနက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်စွမ်းရှိတဲ့တာဝေးပစ်မှတ်တွေကိုထိမှန်စေနိုင်တဲ့ cruise ဒုံးကျည်တွေထုတ်လုပ်ရမှာယူကရိန်းကိုဗြိတိန်ကကူညီပေးသွားမယ်လို့သူကဆိုပါတယ်သမ္မတဇလန်စကီကလည်းယူကရိန်းပြည်သူတွေဟာရုရှားဘရင်တွေရဲ့ခြေထောက်အောက်ကအနှင်းခံကြောက်ခဲတွေမဟုတ်ဘူးလို့ပြောကြားကပြတ်သားခိုင်မာတဲ့သဘောထားကိုပြသခဲ့ပါတယ်လာမယ့်လမှာပြုလုပ်မဲ့အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ကြီးနဲ့ရေတပ်ပူးပေါင်းပါဝင်တဲ့ရေချောင်းကနေကုန်းစင်းတိုက်ခိုက်ရေးဆိုင်ရာစီးရေးလေ့ကျင့်မှုတစ်ခုကိုအမေရိကန်ဘက်ကဖျက်သိမ်းလိုက်ပြီလို့တောင်ကိုရီးယားကပြောပါတယ်အမေရိကန်တပ်ဖွဲ့တွေကိုအီရန်နဲ့ဖြစ်ပွားနေတဲ့စစ်စင်ရေးမှာပြောင်းရွှေ့ချထားလိုက်ရတာကြောင့်အခုလိုစီစဉ်ရတာလို့တောင်ကိုရီးယားရေတပ်ကပြောပါတယ်နှစ်တစ်ကြိမ်လုံးလေးရှိတဲ့နဂါးညီနောင်လို့ခေါ်တဲ့ဒီစစ်စင်ရေးကိုဆယ်စုနှစ်ပေါင်းများစွာပြုလုပ်ခဲ့ကြတာပါခုလအစောပိုင်းတုန်းကသမ္မတထရမ့်ကမြောက်ကိုရီးယားခေါင်းဆောင်နဲ့အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတာကြောင့်တောင်ကိုရီးယားနဲ့ပူးပေါင်းလှုပ်ဆောင်တဲ့တခြားစစ်စင်ရေးလှုပ်ရှားမှုတွေကိုရှော့ချလှုပ်ဆောင်နေတယ်လို့ဆိုခဲ့ပူပါတယ်ဒီလေ့ကျင့်ခန်းတွေဟာကုန်ကျစရိတ်များပြီးရန်လိုတဲ့သဘောဆောင်တယ်လို့သူကပြောသလိုအီရန်ကိစ္စမှာအမေရိကန်ကိုထောက်ခံအားပေးမှုမလုပ်ခဲ့တဲ့အတွက်တောင်ကိုရီးယားအစိုးရကိုလည်းသူကပြစ်တင်ဝေဖန်ခဲ့ပါတယ်ဆီးရီးယားတရားရုံးတစ်ခုကထိပ်တန်းမွတ်စလင်ဘာသာရေးခေါင်းဆောင်တယောက်ကိုအာဏာအလွဲသုံးစားမှုနဲ့အကြမ်းဖက်မှုဖြစ်အောင်လှုံ့ဆော်မှုတွေနဲ့အပြစ်ရှိကြောင်းဆုံးဖြတ်ခါထောင်ဒဏ်တစ်သက်ချမှတ်လိုက်ပါတယ်။အာမတ်ဟာဆွန်ဟာသမ္မတဟောင်းဘရှာအယ်အာဆတ်လက်ထက်တုန်းကဩဇာအကြီးမားဆုံးဘာသာရေးခေါင်းဆောင်တွေကတယောက်ပါ။အာဏာရှင်အစိုးရကိုပြင်းပြင်းထန်ထန်ထောက်ခံအားပေးခဲ့သူဖြစ်တာကြောင့်သူ့အပေါ်ဝေဖန်သူတွေကစီပိုင်းပုံစံဘုံဘာရာဘုံတုံးဆွဲမှုကိုထောက်ခံသူဘာသာရေးခေါင်းဆောင်ဘာရာဘုံမဖတီလို့ခေါ်ဝေါ်ခဲ့ကြပါတယ်။သူဟာ2024ဒီဇင်ဘာမှာသမ္မတအာဆတ်ယာရူးကဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်းအာဏာရလာတဲ့အစိုးရသစ်လက်ထက်မှာပြည်ထန်ချမှတ်ခံရတဲ့အာဆတ်ခေတ်ကာလက10ယောက်မြောက်ပုဂ္ဂိုလ်ဖြစ်ပါတယ်။အီရန်နဲ့အမေရိကန်ကြားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်စဖို့ပါကစ္စတန်ကနောက်ထပ်ကြိုးပမ်းမှုတွေပြုလုပ်နေချိန်မှာပါကစ္စတန်စစ်ဦးစီးချုပ်အာဆင်မူနီယာဟာတီဟီရန်ကိုတွားရောက်နေပါတယ်။အမေရိကန်အစိုးရကအီရန်အပေါ်စီးပွားရေးပိတ်ဆို့မှုသစ်တွေချမှတ်ဖို့ပြင်ဆင်နေချိန်မှာဒီခီးစဉ်ပေါ်ပေါက်လာတာပါ။အမေရိကန်ဗဏ္ဍာရေးဝန်ကြီးစကော့ဘက်ဆန်ကတော့ဒီပိတ်ဆို့မှုတွေကိုပြိုင်ဘက်နိုင်ငံတစ်ခုအပေါ်အရင်ကမရှိခဲ့ဘူးတဲ့အကြီးမားဆုံးဗဏ္ဍာရေးဆိုင်ရာထိုးစစ်ဆင်မှုလို့ဆိုထားပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်အာရာချီကဒီချင်းချောက်မှုတွေဟာအမေရိကန်အစိုးရရဲ့အခြေအနေမဲ့အားမရှိတော့တဲ့လက္ခဏာတွေသာဖြစ်တယ်လို့ဆိုကပယ်ချခဲ့ပါတယ်။ဒါအပြင်အမေရိကန်စီးပွားရေးဆိုင်ရာဖိအားပေးလှုပ်ရှားမှုမှာမပါဝင်ကြဖို့အီရန်ကတခြားနိုင်ငံတွေကိုသတိပေးထားပါတယ်။ထိုင်ဝမ်မှာလူ9ယောက်ဟာတရုတ်ကိုအရေးအသွေးမြင့် semiconductor chip ပြားတွေတရားမဝင်တင်ပို့မှုနဲ့တရားစွဲဆိုခံထားရပါတယ်။အဲ့ဒီအထဲမှာ chip ပြားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ NVIDIA ကဝန်ထမ်းတွေနဲ့ NVIDIA ထုတ်ကုန်တွေကိုအသုံးပြုထားတဲ့ server တွေကိုရောင်းချတဲ့ Supermicro ကုမ္ပဏီကဝန်ထမ်းတွေပါဝင်ပါတယ်။သူတို့ဟာဒီရောင်းချမှုကနေကြီးမားတဲ့အမြတ်အစွန်းတွေရခဲ့ပေမဲ့ဒီလောက်ရကြောင်နိုင်ငံတကာမှာတိုင်းပြည်ရဲ့ပုံရိပ်ထိခိုက်ပျက်စီးခဲ့ရတယ်လို့တရားလိုရှင်းနေတွေကပြောပါတယ်။တရုတ်အစိုးရရဲ့ချင်းချောက်မှုတွေတိုးလာနေတဲ့အတွက်ထိုင်ဝမ်ဟာပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းပို့ကုန်ထိန်းချုပ်မှုကိုတင်းကျပ်ထားခဲ့တာဖြစ်ပါတယ်။ Online fashion အဝတ်အထည်ကုမ္ပဏီ Shein ဟာရှယ်ယာပေါင်း280 သန်းကို
Hong Kong Stock Exchange မှာလာမယ့်စက်တင်ဘာ1ရက်နေ့မှာစရောက်မဲ့အစီအစဉ်ကြေညာလိုက်ပါတယ်။တရုတ်မှာစတင်တည်ထောင်ခဲ့ပေမဲ့စင်ကာပူမှာရုံးချုပ်ရှိတဲ့ရှီယင်းကုမ္ပဏီဟာဟောင်ကောင်မှာရှယ်ယာတွေကိုအများပြည်သူကိုစရောင်းမှုတရုတ်အစိုးရရဲ့ခွင့်ပြုချက်ပြီးခဲ့တဲ့လကရရှိခဲ့တာပါ။နယူးယောက်နဲ့လန်ဒန်က stock ဈေးကွက်မှာစည်ရင်းဝင်မှုအထူးရည်ရွယ်ခဲ့ပေမဲ့စီးမြင့်စည်းကမ်းဆိုင်ရာတားဆီးမှုတွေကြောင့်မအောင်မြင်ခဲ့ပါဘူး။အဲဒီလိုစည်ရင်းဝင်ခဲ့ရင်တော့ကုမ္ပဏီရဲ့တန်ဖိုးဟာ American Dollar 28 ဘီလီယံခန့်ရှိလာမှာဖြစ်ပြီးဒါဟာပြီးခဲ့တဲ့4နှစ်ကရခဲ့တဲ့အမြင့်ဆုံးတန်ဖိုးနဲ့ရှင်ရင်80%ကျဆင်းသွားတာဖြစ်ပါတယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းနမ်ခမ်းမြို့ဆက်ကကြေးရွာတွေမှာမြေရှားသတ္တုတူးဖို့စမ်းသပ်တာတွေလုပ်နေတယ်လို့တအန်းတဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ကအစီရင်ခံစာတစ်စောင်ထုတ်ပြန်ပါတယ်။ဒီအစီရင်ခံစာအရတရုတ်တွေမြန်မာနိုင်ငံမှာမြေရှားလာရောက်တူးဖော်မှုတွေကကချင်ပြည်နယ်ထဲတင်မကကိုးကန့်နဲ့ TNL ထိန်းချုပ်ထားတဲ့ဒေသတွေအထိရောက်လာတာဖြစ်ပါတယ်။ကိုမောင်ကဆက်ပြောပြမှာပါနခမ်းမြို့နယ်ဆက်ကတန်းလူမျိုးတွေနေထိုင်တဲ့မန်ဆက်မန်ပူးနဲ့မန်ပန်ကြီးရွာကဒေသခံတွေရဲ့လက်ဖက်ခြံတွေထဲမှာတရုတ်စကားပြောသူတွေကကျင်း80ကျော်တူးပြီးမြေရှားတပ်တူးဖို့စမ်းသပ်တာတွေပြုလုပ်နေတယ်လို့တအန်းသဘာဝပတ်ဝန်းကျင်စောင့်ကြည့်အဖွဲ့ရဲ့မျက်ထုတ်ခံနေရသောနေဆက်မြေပြင်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ကျင်းကျယ်ဝင်းနဲ့အသုံးပြုတဲ့ပစ္စည်းတွေရာမြေရှားတပ်တူစမ်းသပ်တဲ့ပုံစံဖြစ်နေတယ်လို့မန်တုံဒေသခံတူကပြောပါတယ်။တူးလို့ရတဲ့မြေကြီးတွေကိုလည်းနမူနာအနေနဲ့ယူသွားတာတွေ့ရတယ်လို့လည်းဆိုပါတယ်။ TNL ပြောခွင့်ရလွေးရည်ဦးကတော့ဒါနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးနေစေတာဖြစ်တယ်လို့ပြောဆိုပါတယ်။မြေဆန်းမှုပြုလုပ်ခဲ့တဲ့ကြေးရွာတွေကိုကိုကန့်တက် MNDAA ကဒီနှစ်မတ်လမှာတန်အပ်တဲ့ TNL စီကသိမ်းယူထားပါတယ်။နန်ခမ်းမြို့ပေါ်ကိုတော့ TNL ကထိန်းချုပ်ထားတာပါ။ဒေသခံတွေကိုဆွေးနွေးအသိပေးတာမရှိဘဲမြေဆန်းသက်မှုလုပ်နေတဲ့သူတွေဟာလက်နက်ကိုင်အဖွဲ့တစ်ခုခုနဲ့ပတ်သက်မှုရှိလိမ့်မယ်လို့ဒေသခံတွေကယူဆကြပါတယ်။အခုလိုတရုတ်စကားပြောသူတွေတရုတ်နံပါတ်ပြားပါကားတွေရှမ်းပြည်နယ်မြောက်ပိုင်းမှာလွယ်တကူဝင်ထွက်သွားလာနေတာဘာကြောင့်ပါလဲ။တန်မျိုးသမီးအဖွဲ့အစည်းပြောရေးဆိုခွင့်ရှိသူကအခုလိုပြောပါတယ်။တရုတ်နိုင်ငံအနေနဲ့ကျမတို့ဒေသမှာဩဇာတက်ရောက်နေတဲ့သူတို့ရဲ့ဖိအားလဲပါနိုင်တယ်။နောက်တစ်ခုကဒီသက်ဆိုင်ရာဒေသမှာရှိတဲ့သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဒီခွင့်ပြုပေးမှုကြောင့်လည်းပါတယ်ပေါ့နော်။ကျမတို့ဒေသမှာသူတို့ခွင့်မပြုဘဲနဲ့ကတော့အပြင်လူတွေကဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့တော့မရဘူးပေါ့နော်။ TNL ထိန်းချုပ်ထားတဲ့မန်တုံဒေသမှာလည်းမြေရှားထုတ်ယူတဲ့နေရာ12ခုရှိနေပြီလို့မြေရှားတပ်ထုတူးဖော်မှုကြောင့်လေးလာနေတဲ့ပြည်ပအခြေစိုက်ပညာရှင်တို့ကပြောပါတယ်။ရှမ်းမြောက်ဒေသတွေကတပ်ထုတရားစာတတူးဖော်ရေးလုပ်ငန်းတိုင်းမှာတရုတ်လုပ်ငန်းရှင်တွေပါဝင်နေတယ်လို့မန်တုံဒေသခံတို့ကပြောပါတယ်။တရုတ်ကမြန်မာကနေမြေရှားထုတ်ယူဖို့အဓိကနေရာဖြစ်ဆောင်ရွက်နေတာနဲ့ပတ်သက်လို့မြေရှားတပ်ထုတူးဖော်မှုကြောင့်လေးလာနေတဲ့ပညာရှင်တို့ကအခုလိုပြောပါတယ်။ကျွန်တော်နိုင်ငံမှာမြေရှားတန်ထုတ်လို့ရင်ဒေါ်လာ100လောက်ကုန်မယ်လို့သူ့နိုင်ငံမှာဒေါ်လာ900လောက်ကုန်တယ်။ပထမအခြေခံကသူကလောအားကသိကြည့်ရဗျာ။ဒုတိယတစ်ချက်ကသူတခုတည်းတစ်ခုသူပြီးသွားပြီသူကပေါင်းရင်းတင်ကိစ္စပြန်လုပ်ပေးရတယ်။အဲဒီမှာကုန်ကြစိတ်ကတော်များတယ်။မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာရဲ့2025ဇူလိုင်လထုတ်အစီရင်ခံစာအရ2018ခုနှစ်ကနေ2024ခုနှစ်အတွင်းမြန်မာကတရုတ်အတွက်မြေရှားတပ်ထုအဓိကတင်ပို့ရာရင်းမြစ်ဖြစ်တယ်လို့ဆိုထားပါတယ်ခင်ဗျာ။ကိုမောင်ဖြစ်ပါတယ်။အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကိုမန္တလေးမြို့အမရပူရမြို့နယ်ရှမ်းလေးကျွန်းနားမှာမြေဧက2500ပေါ်မှာအကောင့်ထဲပေါ်နေပြီးကနဦးမှတင်ငွေကျပ်ဘီလီယံ900ခန့်ရင်းနှီးမြှုပ်နှံထားပါတယ်။ဒီစီမံကိန်းရဲ့တက်ရောက်မှုတွေအကြောင်းမှတ်တရကပြောပြပေးမှာပါ။အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကိုအမရပူရမြို့နယ်မန္တလေးမြို့တောင်ဘက်မြို့ပတ်လန်အရှိဘက်နဲ့အနောက်ဘက်အေယာဝတီမြေကမ်းတချို့ကိုမြေဖို့ပြီးတော့တည်ဆောက်နေတာပါမြေဧကပေါင်း2500ကျော်အကောင့်ထဲပေါ်ဖို့ဆောင်ရွက်ရာမှာဆက်လက်ဆောင်ရွက်ဖို့မြေဧက900ကျန်သေးတယ်လို့စီမံကိန်းဒါရိုက်တာဦးစောရဲဝင်းက BBC ကိုပြောပါတယ်လေမြေဧကပုံစံကုန်ပိုင်ဆိုင်သူတွေကစီမံကိန်းရဲ့မြို့မြေနဲ့လာလဲဖို့တန်မိုးငွေလာယူဖို့ကြေညာချက်ထုတ်ပြန်ထားတာကြောင့်စီမံကိန်းကြောင့်ရွာမြေတွေကိုသိမ်းယူတာမရှိခဲ့ဘူးလို့ဆိုပါတယ်ဒီအခြေအနေနဲ့ပတ်သက်လို့မရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဒါရိုက်တာဦးစောရဲဝင်းပြောတာကသူတို့သက်ဆိုင်ရာပိုင်ဆိုင်မှုတွေဆောင်ရွက်ဆောင်နေတဲ့သူလာထုတ်နိုင်တယ်မြို့ပြည်ဆိုတာလည်းဘုံဘုံတော့ဂျာမီတေကောက်80ပတ်လေတပွဲ80ပတ်လေတပွဲဆိုတာကရာဟန်ဒီအောင်းတော့တက်စီမီအကုန်ပါပြီးသားအိမ်ဆောင်ရအစ်80ပတ်လေတပွဲပြီးတယ်ဦးတော့ဒီတဲ့ဆိုရင်ဒီအရင်တော့လည်းတေဦးအခုလည်းမြို့ပြည်လိုချင်လာယူရတယ်အထုတ်လို့ရတယ်မြို့ပြည်မလို့ချင်မြေအခုထုတ်ပြရတယ်ပေါ့နော်စီမံကိန်းမြေရဲ့ပြည်ရောင်းချဖို့မြို့မြေနဲ့လဲဖို့ကိုရမဲ့603ကနေ617ထိမြေဧက800ကျော်ကိုစိုက်ပျိုးလုပ်ကန့်ခွင့်ပယ်ဖြတ်သွားမယ်လို့လည်းပြီးခဲ့တဲ့နိုဝင်ဘာမှာစီမံကိန်းအထောက်အကူပြုကော်မတီကထုတ်ပြန်ထားပါတယ်
အဲ့ဒီနေရာတွေမှာဆယ်စုနှစ်ကြာစိုက်ပျိုးမရတာကြောင့်အကွက်ရရောင်းချရာကနေလူနေထိုင်မှုစိတ်လာတာလည်းဖြစ်ပါတယ်အခုအခါမှာစီမံကိန်းကိုအရှိန်မြင့်လှုပ်ဆောင်နေတာကြောင့်မန္တလေးစီပီနဲ့ဒေသဆိုင်ရာအာဏာပိုင်တွေကပြီးခဲ့တဲ့ဇူလိုင်လကတည်းကအဲ့ဒီအကွက်တွေမှာအဆောက်အုံဆောက်လုပ်ခွင့်ကိုထပ်မံမပြုလုပ်ဖို့သတိပေးတာတွေစာကတ်တာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်ဒါနဲ့ပတ်သက်လို့အကွက်အမှတ်603မှာနေထိုင်တဲ့ဒေသခံတဦးပြောတာကကွင်းလို့ကိုထပ်မစားဘူးသူကတော့အဲ့လိုမျိုးတော့ပြောတာပဲဟိုလက်ရှိကွင်းကွက်လက်ထားတဲ့ဟာတွေမှာအိမ်ဆောင်မိတ်မရဘူးလက်ရှိကတော့တိန်းတာတော့မကြားသေးဘူးအကွက်တဲ့ရောင်းတဲ့လူရှိတော့လဲကျွန်တော်တို့ကလည်းဝယ်ဖြစ်တာပေါ့ကိုယ်ရှိတဲ့ဟာလေးချွေးနေတာလေးနဲ့စုဆက်ပြီးတော့နေစရာမရှိတော့ရတာလေးပေါ့စစ်စုံဝယ်ထားရတာပါလက်ရှိမှာမနဘူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမှာလမ်းမြောင်းလျှက်စစ်တိုင်စိုက်ထူတဲ့လုပ်ငန်းတွေမြေကမ်းပေးနေရတချို့နဲ့စီမံကိန်းအတွင်းမြေကျစ်တာတွေကိုဆောင်ရွက်နေတယ်လို့ဦးစောရဲဝင်းကပြောပါတယ်စီမံကိန်းဟာအေယာဝတီမြေကမ်းကိုမြေဖို့တိစောက်ထားတာကြောင့်ရေချောင်းပြောင်းလဲမှုကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေရှိလာမှာကိုလည်းစိုးရိမ်တယ်လို့ထောက်ပြဝေဖန်တာတွေလည်းရှိခဲ့ပါတယ်ရှင်မတ်တရားဖြစ်ပါတယ်အသွင်ပြောင်းအစိုးရသမ္မတဦးမင်းအောင်လှိုင်ရုရှားနိုင်ငံကိုတွားရောက်ခဲ့စဉ်လက်မှတ်ထိုးခဲ့တဲ့နားလည်မှုစာချုပ်လွှာတွေထဲအာကာသဟိမန်းချက်နဲ့ပတ်သက်တာတွေပါဝင်ပါတယ်။ရုရှားအာကာသအေဂျင်စီနဲ့ပူးပေါင်းလုပ်မယ်ဆိုတာဘယ်လိုကိစ္စမျိုးတွေပါလဲ။မြန်မာအနေနဲ့တကယ်လက်တွေ့အကျိုးရှိစေမှာမျိုးတွေပါလား။ကိုဝေဖြိုးဆက်ပြောပြမှာပါ။နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်အခုနောက်ဆုံးလုပ်ခဲ့တဲ့ရုရှားခီးစဉ်မှာနိုင်ငံအာကာသအေဂျင်စီတွေကြားသဘောတူမှုတချို့ကိုဩဂုတ်16ရက်နေ့တုန်းကလက်မှတ်ထိုးခဲ့ကြပါတယ်။အဲ့ဒီထဲမှာ2028ခုနှစ်ကျရင်မြန်မာနိုင်ငံသားအာကာသယာဉ်မှူးတယောက်ကိုအာကာသထဲဆေလွတ်နိုင်ရေးဆိုတာပါဝင်ပါတယ်။ဒါအပြင်ရုရှားရဲ့အာကာသစီမံကိန်းတချို့မှာမြန်မာနိုင်ငံပူးပေါင်းပါဝင်နိုင်မဲ့ကဏ္ဍမျိုးတွေလည်းရှိနေတာတွေ့ရပါတယ်။ဥပမာအာကာသအမှိုက်နဲ့ဂျိုရူးတွေပေါ်တက်ရောက်မဲ့အနေတွေကိုစောင့်ကြည့်ရေးစခန်းတည်ဆောက်မယ်ဆိုတာမျိုးပါဝင်ပါတယ်။အမေရိကန်ရဲ့ GPS လို့ခေါ်တဲ့ဂျိုရူးလမ်းညွှန်မှုစနစ်နဲ့အပြိုင်ရုရှားရဲ့ကိုယ်ပိုင်စနစ်ဖြစ်တဲ့ GLONASS ကနေပေးပို့တဲ့ဂျိုရူးအချက်အလက်တွေကိုမြန်မာနိုင်ငံထဲမှာမြေပြင်စခန်းတည်ဆောက်ပြီးလက်ခံရယူမှာဖြစ်ပါတယ်။အဲ့လိုစခန်းမျိုးရှိလာပြီဆိုရင်လေယာဉ်သင်္ဘောနဲ့မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။တမိုင်းသူတွေလည်းဖြစ်တမတော်အရာရှိဟောင်းတယောက်လည်းဖြစ်တဲ့ဒေါက်တာအောင်မျိုးက1968ခုနှစ်ပတ်ဝန်းကျင်ကကျွန်တော်တို့ကိုလိုနီယလစ်တဲ့တဲ့ခါကျတော့ဒီဘာသာဝင်ခြိတက်လာနေတဲ့ဥစ္စာကိုအမေရိကန်ဂျိုရူးကနေပြီးတော့တွေ့သွားပြီးတော့တမတော်ကိုအကြောင်းကြားတယ်လို့ကျွန်တော်တို့ကြားမှုခဲ့တယ်ပေါ့နော်။ဒါကအားအားတဲ့တစ်ခုဖြစ်သွားတော့ပေါ့။အဓိကတော့ကျွန်တော်တို့စီးပွားရေးပိုင်းဒုံရေးပိုင်းပေါ့နော်။အဲ့တော့မြန်မာနိုင်ငံကိုအခြေပြုပြီးတော့တခြားနိုင်ငံကိုဒုက္ခပေးဖို့ဆိုတဲ့အနေအထားမျိုးကတော့ကျွန်တော်တို့ကတော့ဆက်လက်တော့ရှာမတွေ့ပါဘူး။မြန်မာမှာတက်ဆင်မဲဆိုတဲ့ရုရှားရဲ့ဂျိုရူးလမ်းညွှန်စနစ် GLONASS ထားရှိအသုံးပြုဖို့ကိုရုရှားအနေနဲ့တရုတ်နိုင်ငံနဲ့ကြားသဘောတူထားပြီးဖြစ်သလိုအိန္ဒိယအင်ဒိုနီးရှားစတဲ့နိုင်ငံတွေနဲ့လည်းရုရှားဆွေးနွေးနေပါတယ်မြန်မာနိုင်ငံမှာအဲ့လိုအကောင့်ထဲဖော်မှုကရုရှားအတွက်ပိုအကျိုးရှိစေလိမ့်မယ်လို့စင်ကာပူခြေစိုက်သူတွေတယောက်က BBC ကိုအခုလိုပြောပါတယ်ဒီပြည်တော်ရှောင်းမှာရှိတဲ့နေရာမျိုးမှာရုရှားနဲ့ပူးပေါင်းထားတဲ့နိုင်ငံကအာဏာတွေကိုဝင်နေထွက်တဲ့ပစ္စည်းတွေကိုစောင့်ကြည့်လို့ရတဲ့ station ကိုဒီဆောက်နိုင်မယ်ဆိုရင်ရုရှားအတွက်ပိုအကျိုးရှိတယ်တကယ်တမ်းရုရှားကိုဒီ station တွေပေးပြီးတော့ရုရှားအပြန်အလှန်အဖြစ်နေပြီးတော့လိုချင်တဲ့အာဏာ agency ဖြစ်သွားမယ်အပြန်အလှန်အဖြစ်ရုရှားရဲ့ data တွေရောတစ်ကမ္ဘာလုံးကိုစောင့်ကြည့်နိုင်တဲ့ဒီယူရိုစနစ်နဲ့ဒီ station တွေကိုရုရှားဘက်ကစောင့်ခွင့်ရမယ်ဆိုတဲ့ပုံမျိုးပေါ့။လက်ရှိမှာလည်းမြန်မာကျောင်းသားတွေနဲ့အင်ဂျင်နီယာတွေကိုရုရှားရဲ့အာကာသနည်းပညာသင်တန်းတွေတက်ရောက်ဖို့ပညာတော်သင်တွေအဖြစ်ဆေလွတ်ထားပါတယ်ခင်ဗျာ။